ဒီကနေ့တော့မိတ်ဆွေတို့ကိုနှာဘူးတွေအကြောင်းပြပြချင်တာဖြစ်ပါတယ်ဟုတ်ပါတယ်နားကြားမလွဲပါဘူးနှာဘူးတွေအကြောင်းပါအဲ့တော့နှာဘူးရဲ့လို့ဆိုရလို့ရှိရင်ယောက်ျားလေးမိန်းကလေးများသောအားဖြင့်ယောက်ျားလေးတွေပုံမြင်ကြတယ်ပေါ့နော်မိန်းကလေးတွေလည်းပါပါတယ်တချို့မိန်းကလေးတွေကဒီကျွန်တော်တို့လိန်စိတ်လွန်ခဲ့တဲ့အထဲထည့်လို့ရတယ်ပေါ့နော်အဲ့တော့နှာဘူးလို့ပြောလိုက်လို့ရှိရင်တော့တပားသူရဲ့လိန်ပိုင်းဆိုင်ရာအလွန်အမင်းစိတ်ဝင်စားတဲ့လူတွေပြီးလို့ရှိရင်နောက်တစ်ခုကနှောက်ယှက်ခြင်းတဲ့သူတွေဒါမှမဟုတ်လို့ရှိရင်ထိပါစော်ကားပြီးတော့ကျွန်တော်တို့ဒီလိန်ကိစ္စအပေါ်မှာပဲဇောက်ချတွေးနေတဲ့သူတွေကိုကျွန်တော်နှာဘူးတွေလို့ပြောလို့ရမယ်စိတ်ပညာနဲ့ကျွန်တော်တို့လူမှုပေဒသဘောတရားအရာဆိုလို့ရှိရင်ကျွန်တော်တို့နှာဘူးတွေဟာ hyper sexuality လို့ခေါ်တဲ့လိန်စိတ်အလွန်အမင်းပြင်းထန်တဲ့သူတွေဒါမှမဟုတ်လို့ရှိရင် sexual deviance ပေါ့နော်လိန်ပိုင်းဆိုင်ရာနဲ့ပတ်သက်တွေးဖီနေတဲ့သူတွေလို့ပြောလို့ရမယ်တဲ့အဲ့တော့ဒီနှာဘူးတွေကဘာဖြစ်လို့ဖြစ်လာလဲဆိုလို့ရှိရင်ဟော်မုန်းနဲ့အုံနောက်ဓာတ်ပစ္စည်းမမျှတတာတွေအကြောင်းတို့ဖြစ်လာတယ်ပြောရရင်တော့ဗျာတို့စိတ်ထဲမှာဒိုပါမင်ကျွန်တော်တို့ခန္ဓာကိုယ်မှာတက်ကြွလှုပ်ရှားဖို့အတွက်ဒိုပါမင်တွေလိုအပ်တယ်ဒါပေမဲ့အဲ့ဒိုပါမင်တွေပြီးလို့ရှိရင်လိန်စိမ့်နဲ့ပတ်သက်တဲ့ testosterone ယောက်ျားလေးတွေမှာများသွားပြီး testosterone တွေများတယ်အဲ့ testosterone တွေပုံမများတဲ့အချိန်ဒိုပါမင်ကလည်းမထိန်းနိုင်မသိမ်းနိုင် testosterone တွေကလည်းထိန်းမနိုင်ဖြစ်တဲ့အချိန်မှာဒီလိမ်မိုင်းဆိုင်ရာစိတ်ဝင်စားမှုကပို့ပြီးတော့သူများထက်ပိုများလာတယ်အဲ့တော့ဒီလူမျိုးတွေဟာငယ်စဉ်ကဒီလိုမျိုးစိတ်နဲ့ပတ်သက်တဲ့စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေစိတ်ပိုင်းဆိုင်ရာဒဏ်ရာတွေဒါတွေလည်းရလိရထားရှိကြတယ်သူတို့ရဲ့ဘဝစက်ကြောင်းအရာပေါ့နောက်တစ်ခုကစိတ်ဖိစီးမှုအများများလာလို့ရှိရင်အဲ့ဒီအပေါ်မှာတုံ့ပြန်မှုအလွဲဖြစ်သွားတတ်တယ်တခါတလေမှာကျွန်တော်တို့ကလုပ်ငန်းခွင် pressure ရတော့၎င်းစာမှုပွဲ pressure ရတော့၎င်းနော်အိမ်မှာရှိတဲ့အင်္ဂိစ္စ pressure တွေကြောင်းတော့၎င်းအဲ့လို pressure တွေများလာလေသူတို့ရဲ့ဒီလိမ်ပိုင်းဆိုင်ရာလွန်အကျူးစိတ်ဝင်စားမှုဟာပောက်ထွက်သွားလိရှိကြတယ်နော်အဲ့တော့ဒီလွှမ်းမိုးလိုတဲ့စိတ်တွေ power သူတို့မှာ power ကြီးခြင်းနဲ့နောက်တစ်ခုက control တပားသူကို control လုပ်ခြင်းနဲ့အဲ့ဒီစိတ်တွေကလည်းဒီကျွန်တော်လိန်စိတ်လွန်ကဲတဲ့သူတွေမှာတွေ့ရလိရှိတဲ့အရာတွေပါအခုနောက်ပိုင်းကျွန်တော်ဒီကိစ္စကိုပြောတာတခြားကြောင့်မဟုတ်ပါဘူးအခုနောက်ပိုင်းမှာကျွန်တော်တို့ဒီအသက်ကြီးပိုင်းယောက်ျားလေးတွေတချို့ပေါ့နော်အသက်ကြီးပိုင်းတွေကကျွန်တော်တို့ဒီ shopping mall တွေ shopping center တွေတွားလိုက်လို့ရှိရင်တို့ကဒီအောက်ကနေပြီးတော့ကျွန်တော်တို့ဒီဖုန်းနဲ့ပေါ့နော်ရိုက်တယ်ကောင်မလေးတွေနော်အပေါ်တက်သွားတဲ့နော်ဓာတ်လေးကတက်သွားတဲ့ပုံတွေရိုက်တယ်ပြီးလို့ရှိရင်စားတောက်ဆိုင်တွေမှာနော်မိန်းကလေးတွေထိုင်နေရတွေ့ရင်အဲ့ထိုင်နေတဲ့မိန်းကလေးတွေကိုဒီဗီဒီယိုရိုက်တယ်စသဖြင့်ပေါ့နော်အဲ့ဒါတွေကတပားသူရဲ့ကျွန်တော်တို့ privacy ကိုချိုးဖောက်ရရောက်တယ်နော်မှန်တကယ်တမ်းပြောရရင်ဗျာယောက်ျားလေးတော်တော်များများကလိန်ကွဲပြားတဲ့နော်မိန်းကလေးတွေကိုစိတ်ဝင်စားတာတော့ဒါမလွဲမသွေဖြစ်လေဖြစ်တာရှိတဲ့ကိစ္စပဲကျွန်တော်လည်းဒီငယ်စဉ်ကတည်းကကျွန်တော်တို့မှလည်းဒီလိုမျိုးပြောရင်တော့ကမင်းညောထားတဲ့ကိစ္စတွေရှိခဲ့ဘူးလေဗျာရှိခဲ့ဘူးလေဒါပေမဲ့ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့မာသားကြီးကစုံးပါတယ်ပေါ့နော်နေစန္ဒကိုတိတ်ခါနဲ့ထိမ့်ဖို့လိုအပ်တယ်လို့ကျွန်တော်စုံးမဘူးလေနောက်တစ်ခုကအသက်ကြီးလာတာနဲ့အမျှပေါ့နော်ဒီမိန်းကလေးတွေပြီးလို့ရှိရင်မျိုးသမီးတွေနဲ့ပတ်သက်တဲ့တန်ဖိုးထိုင်ရမှန်းနော်ပြီးလို့ရှိရင်နောက်တစ်ခုကလေးစားရမှန်းဒန်းတူဆက်ဆံရမှန်းကျွန်တော်တို့တဖြည်းဖြည်းနဲ့နောက်ပိုင်းသိလာတယ်ကျွန်တော်မှလည်းလွဲနေတဲ့အလွဲတွေတော့ရှိတော့မယ်ဒါပေမဲ့ဘာဖြစ်လဲဆိုတော့တက်နိုင်သမျှပြန်ထင်းရတာပေါ့နော်အဲ့လိုမျိုးအလွဲတွေရှိတယ်ပြန်ထင်းတယ်လွဲတွေရှိတယ်ပြန်ထင်းတယ်ခုနပြောသလိုပဲဆန္ဒကိုသိခါနဲ့အမြဲတမ်းထိန်းဖို့တော့စူးစမ်းတယ်တခါလေမှအဲ့လိုမျိုး out of the control ဖြစ်သွားတဲ့အချိန်တွေလည်းရှိကောင်းရှိလိမ့်မယ်ဒါပေမဲ့တက်နိုင်သမျှတော့ကျွန်တော်တို့ဒီ bound ထဲမှာတက်နိုင်သမျှနေထိုင်မှုတော့လိုတယ်ဘာဖြစ်လို့ဆိုတော့ကျွန်တော်တို့ကလူမှုပတ်ဝန်းကျင်မှာနေတာဖြစ်ပါတယ်ကျွန်တော်တို့ကြောင့်ကျွန်တော်တို့ရဲ့မိသားစုကျွန်တော်တို့ကြောင့်ကျွန်တော်တို့ရဲ့တငယ်ချင်းတွေကျွန်တော်တို့ကြောင့်ကျွန်တော်တို့ရဲ့အပေါင်းအသင်းတွေရောင်းရင်းတွေကျွန်တော်တို့ထိခိုက်လို့မရဘူးအဲ့တော့ဒီအစွဲလန်းစိတ်ကူးရင်နဲ့နော်ကျွန်တော်တို့ဒီလိန်စိတ်ပြင်းထန်တဲ့သူတွေဟာကိုတင်းလေးရောက်မလို့တော့လဲပဲစိတ်ထဲမှာဒီလင်ကိစ္စကိုပဲအမြဲတမ်းခေါင်းထဲမှာတွေးနေတာမျိုးတွေနော်တချို့တွေကြတော့လေနှုတ်မှုရေးရနဲ့ပတ်သက်ပြီးတော့စကားတွေပြောတာနော်အဲ့လိုမျိုးထိကဘာကြီးကဘာတွေလောက်တာဒါတွေလည်းရှိတတ်တယ်နော် social media ပေါ်မှာလိုက်ပြီးတော့ comment တွေမှန်းတာနော်ဒါမှမဟုတ်လို့ရှိရင်လည်း messenger ကနေ message တွေပို့တာ Viber ကနေပို့တာဒီလိုကိစ္စမျိုးတွေလည်းရှိတတ်တယ်နောက်တစ်ခုကတော့ချောင်းကြည့်တာပေါ့နော်ချောင်းကြည့်တယ်နော်ချောင်းကြည့်တယ်ဆိုတော့မြစ်တို့ရေတို့နော်စီးနေတဲ့နေရာတွေချောင်းတွေတော့ကြည့်ရမှာမဟုတ်ဘူးနော်တရားကိုချောင်းကြည့်တာဒါမျိုးတွေလည်းရှိတတ်တယ်ဒါမှမဟုတ်လို့ရှိရင်လည်းတို့ကသူများကိုချောင်းမကြည့်ရင်တို့လိုက်ပြတတ်တာပေါ့โอเคငါ့ကိုတော့စိတ်ဝင်စားလောက်မယ်ဆိုပြီးတော့ဒီပြတရတဲ့ဝါသနာကြီးတဲ့သူတို့ချို့လည်းရှိတယ်နောက်တစ်ခုကတော့အခွင့်ကောင်းသမားတွေဒီလူတွေကတော့တော်တော်ဆိုးတဲ့အထက်မှာပါတယ်လွယ်လိမ့်မလားနော်ဖြစ်လိမ့်မလားဆိုပြီးတော့နော်အတုံးချပြီးတော့ကျွန်တော်တို့လိုက်ပြီးတော့ချင်းကတ်တယ်
နှောက်ယှက်တယ်ဖြတ်လို့ဖြက်စီးလုပ်တယ်ထိကဘာကြီးကဘာလုပ်တယ်ပြီးလို့ရှိရင်နောက်တစ်ခုကဒါနဲ့ပတ်သက်တဲ့သိပ္ပံနည်းကျဆန်းစစ်မှုတွေကတော့အများကြီးရှိတယ်သူတို့မှာတချို့တွေလည်းရင်လေးတွေပြောရင်တော့အရန်မရိုင်းတဲ့သူတွေယင်တဲ့သူတွေရှိပါတယ်ဒါပေမဲ့သူတို့ကိုကျွန်တော်လူမှုရေးဆိုင်ရာနဲ့ပတ်သက်ပြီးတော့အရန်အထီးကျန်သွားအောင်ဒါမှမဟုတ်လို့ရှိရင်ကျွန်တော်တို့ကလူမှုရေးဆိုင်ရာအရာအထီးကျန်သွားအောင်တိတ်ခါကျသွားအောင်အရန်ချလိုက်လို့ရှိရင်လေသူတို့တွေကဟိုပြောရင်တော့ဗျာဟိုလူပေါင်းလောကနဲ့ကင်းကွာသွားနိုင်တယ်အဲ့ဒါလေနည်းနည်းလေးကြောက်ဖို့ကောင်းတယ်နော်ပြောရင်တော့မလိုလားအပ်တဲ့ကိစ္စတွေဖြစ်လာနိုင်တယ်နောက်တစ်ခုကတော့ဥပဒေကြောင်းအရအရေးယူခံရနိုင်တယ်ဒါတွေကတော့ကိုဒီအကျင့်ကိုလုံးဝမဖြတ်တောက်နိုင်ဘူးဆိုလို့ရှင်လက်ခံတဲ့သူအတွက်ကတော့ကိစ္စမရှိဘူးအကယ်၍လက်မခံတဲ့သူလက်မခံတဲ့အဖွဲ့အစည်းတွေဒါမှမဟုတ်ကိုလွန်ကျူးခဲ့တဲ့ပုံစံတွေပုံမှာမူတည်ပြီးတော့နော်ဒါတရားစွဲဆိုခံရနိုင်တယ်နော်ပတ်ဝန်းကျင်မှာထိခိုက်မှုနှိမ့်တာမှုတွေရှိလာနိုင်တယ်နောက်တစ်ခုကစိတ်ပိုင်းဆိုင်ရာယိုယွင်းမှုတွေဖြစ်လာနိုင်တယ်နော်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့မထိန်ချုံနိုင်ဘူးနော်ကျွန်တော်တို့ကဒီစီမံခန့်ခွဲမှုလောကမှာအများကြီးရှိတယ်ဗျာကျွန်တော်တို့ကဒေါသထွက်တဲ့ဆို anger management လို့ခေါ်တယ်ပေါ့နော်ဥပမာကျွန်တော်တို့မှာစိတ်ဖိစီးမှုတအားများတယ်ဆိုရင် stress management လို့ခေါ်တယ်ဒီလိုပဲကျွန်တော်တို့ကိုတက်တဲ့ခြင်းစိတ်အရင်များနေပြီဆိုတော့ဒါ suicide therapy တို့เนาะကျွန်တော်တို့ coffee management စတာတွေလုပ်လို့ရတယ်ပြီးလို့ရှိရင်ကျွန်တော်တို့အခုဒီဟာကျတော့ကျွန်တော်တို့ sexual နဲ့ပတ်သက်တဲ့เนาะ sexual control ပေါ့เนาะကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်တဲ့လိင်ပိုင်းဆိုင်ရာစိတ်စော်မှုတွေကို control လုပ်ဖို့ကျွန်တော်လိုပါတယ်အကယ်အဲ့လိုမှမဟုတ်ဘူးဆိုကျွန်တော်တို့ကပတ်ဝန်းကျင်မှာကျွန်တော်တို့တွေဒုက္ခပေးတာတွေကြုံလာနိုင်တယ်မလိုလားအပ်တဲ့မိမိရဲ့ကိုချင်းတရားဒါမှမဟုတ်လို့ရှိရင်လည်းမိမိရဲ့တိတ်ခါဒါမှမဟုတ်လို့ရှိရင်မိမိရဲ့လူမှုအဖွဲ့အစည်းထဲမှာနေထိုင်မှုအတွက်အခွင့်အရေးတွေအခွင့်အလမ်းတွေဆုံးရှုံးလာနိုင်တယ်။ဘာဖြစ်လို့ဒါတွေကိုပြောပြရလဲဆိုတော့အခုနောက်ပိုင်းမှာတော်တော်များများကဖုန်းတွေလည်းထည့်ရှိလာပြီးနေပညာတွေလည်းတိုးတက်လာပြီးဒီကြားထဲမှာကျွန်တော်တို့မိန်းကလေးတွေကလည်းနောက်ပိုင်းကျွန်တော်တို့သွားရလာတဲ့နေရာမှာတခါကြရင်တချို့အရာတွေမှာ social နည်းနည်းဆန်ကြလာတယ်ပေါ့နော်အဲ့လို social နည်းနည်းဆန်တဲ့အပေါ်မှာအခွင့်ကောင်းယူပြီးတော့တချို့လူတွေကနည်းနည်းလေးထိခိုက်ခြင်းတဲ့သူနောက်စော်ကားခြင်းတဲ့သူတွေရှိလာတယ်ဒါကြောင့်မလို့ကျွန်တော်တို့တွေဒီကိစ္စမျိုးဟာကျောင်းတွေမှာလည်းကြုံနိုင်တယ်နောက်ပြီးလို့ရှိရင်လုပ်ငန်းခွင်တွေမှာလည်းကြုံနိုင်တယ်နောက်ပြီးလို့ရှိရင်ကျွန်တော်တို့လူမှုအတိုင်းဝိုင်းတွေထဲမှာလည်းကြုံနိုင်တယ်ဒါကြောင့်မလို့တက်နိုင်သမျှကျွန်တော်တို့ဒီထိန်းချောင်းမှုလိုတယ်စောင့်ထိန်းမှုလိုတယ်ပြီးလို့ရှိရင်ထိန်းသိမ်းဖို့လိုတယ်ခုနပြောသလိုပဲဆန္ဒကိုတိတ်ခါဖြင့်ထိန်းမှာဆိုတဲ့စကားလိုပဲဘယ်သူမှထိန်းလို့မရရင်တော့ကိုထိန်းနိုင်မှုလိုပါတယ်ဒါကတော့ကျွန်တော်ဒီနေ့နှာဘူးတွေနဲ့ပတ်သက်သမျှအကြောင်းအရာတွေကိုမိတ်ဆွေတို့နဲ့ဆွေးနွေးတာဖြစ်ပါတယ်မိတ်ဆွေတို့ကနှာဘူးတွေနဲ့ကြုံခဲ့ဘူးလားနှာဘူးတွေနဲ့ကြုံဘယ်လိုမျိုးတွေကြုံခဲ့တာလဲဘယ်နေရာတွေမှာကြုံခဲ့တာလဲအဲ့ဒါတွေနဲ့ပတ်သက်ပြီးအောက်မှာ comment မှန်သွားလို့ရတယ်ဆွေးနွေးသွားလို့ရတယ်ကျွန်တော်နာမည်မိုးရဲမြန်မာ AOD Business Center ရဲ့ founder ဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျ